ရုံတွေမှာလူသားတွေစား AI စက်ရုပ်တွေကိုအစားထိုးအသုံးပြုလာကြပြီး American နိုင်ငံပါဝင်နိုင်ငံတော်တော်များများကစက်ရုံတွေမှာတော့လူသားတွေစား AI စက်ရုပ်တွေကိုအစားထိုးအသုံးပြုနေကြပြီဖြစ်ပါတယ်။လက်ရှိမှာတော့ Amazon ကုမ္ပဏီတစ်ခုထဲမှာတင် AI စက်ရုပ်ပေါင်း9,500,000 လောက်ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ Amazon ကုမ္ပဏီက AI စက်ရုပ်တွေဟာဆိုရင်ပစ္စည်းတွေကို scan ဖတ်တာနေရာချထားတာတွေအပြင် delivery ပို့ဆောင်မှုအတွက်ပစ္စည်းတွေကိုထုတ်ပိုးတာမျိုးတွေအထိပါပြုလုပ်နိုင်ကြပါပြီ။အချို့ AI စက်ရုပ်တွေမှာဆိုရင်အရေးအသွေးမပြည့်မီတဲ့ပစ္စည်းတွေကိုခွဲထုတ်ပြီးတော့စုပုံပေးတာမျိုးလည်းပြုလုပ်နိုင်ကြပါတယ်။ဒါအပြင်ပစ္စည်းတွေကိုတည်ယူပို့ဆောင်တဲ့ AI စက်ရုပ်တွေကသူတို့မှာပါရှိတဲ့ sensor နဲ့ AI နည်းပညာကိုအသုံးပြုပြီးအရှင်းရှင်းဆက်သွယ်ကစကားပြောဆိုတာမျိုးပါပြုလုပ်နိုင်ကြပါတယ်။ဒါကြောင့်ဒီ AI စက်ရုပ်တွေကနေရာကျကျလေးမှာတော့အရှင်းရှင်းရှောင်ရှားသွားလာနိုင်ကြပါတယ်။ Amazon ကုမ္ပဏီမှာဆိုရင်လူသားတွေလည်းအလုပ်လုပ်ကိုင်နေစေဖြစ်ပြီးတော့လူသားတွေအတွက်အနေရရှိတဲ့နေရာနဲ့ပစ္စည်းလေးကြီးတွေကိုတည်ယူပို့ဆောင်ကြတဲ့နေရာတွေမှာသာ AI စက်ရုပ်တွေကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ပဲကမ္ဘာတဝန်းကနေ့စဉ်မှာယူတဲ့ပစ္စည်းတွေကိုကာဂိုသင်္ဘောတွေနဲ့အချိန်မီပို့ဆောင်နိုင်တာဖြစ်ပါတယ်။ AI စက်ရုပ်တွေကိုအသုံးပြုရတာကလုပ်ငန်းကိုပုံမမြန်ဆန်စေရုံသာမကအမှားယွင်းနေတဲ့အတွက်လူသားတွေထက်ပုံမတိကျစွာလှုပ်ဆောင်နိုင်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်ကမ္ဘာတဝန်းကစက်ရုံတွေမှာ AI စက်ရုပ်တွေကိုလူသားအစားထိုးအလုပ်သမားအဖြစ်ပုံမအသုံးပြုလာကြပြီဖြစ်ပါတယ်။အခုလိုမျိုးနည်းပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများနဲ့ရှာဖွေတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးဒီမှာပြန်တွေ့ပါမယ်ရှင်။